ဘာကြောင့်ထက်မြက်တဲ့သူတွေမှာတငယ်ချင်းနေရတာလဲနံပါတ်1သူတို့ရဲ့အုံနောက်ကခက်ခဲတဲ့ပြဿနာတွေကိုပဲဖြေရှင်းဖို့အာရုံစိုက်ထားလို့ပါလူအများစုကအမှုပညာရှင်သတင်းတွေဒါမှမဟုတ်ရာသီဥတုအကြောင်းစကားစမြည်တွေပြောနေကြတဲ့အချိန်မှာထက်မြက်တဲ့သူတွေကတော့အဲ့လိုအနှစ်သာရမရှိတဲ့စကားဝိုင်းတွေကိုအယမ်းပြည့်နေလို့ခံစားရပါတယ်သူတို့အုံနောက်ထဲကိုအသိပညာအသက်သူတို့အုံနောက်ထဲကိုdata အသစ်တွေဝင်မလာတဲ့အတွက်သူတို့စိတ်ဝင်စားကြပါအောင်နံပါတ်2လူတွေရဲ့ပင်ကိုယ်စရိုက်ကိုခွဲခြားသိမြင်နိုင်စွမ်းလဲအယမ်းမြင့်မားကြပါတယ်သူတို့မှာလူတွေကိုအာယုံခံကောက်ကောက်ခွဲခြားနိုင်တဲ့အာယုံခံစားမှုစကန်နာတစ်ခုပါလာတယ်လို့ပါပဲဘသူကဟန်ဆောင်နေလဲဘသူကအစိတ်တောက်ဖြစ်စီတဲ့သူ toxic လဲဆိုတာကိုချက်ချင်းသိနိုင်ပါတယ် drama တွေနဲ့အချိန်ဖြုံးနေမဲ့အစားအဲ့လိုလူတွေကိုသူတို့ဘဝတွေကနေချက်ချင်းဖယ်ထုတ်ပြဖို့မတွတ်ဆုပ်ကြပါဘူးနံပါတ်3လူမှုအတိုင်းဝိုင်းရဲ့အတိမတ်ပြုမှုကိုသိမလိုအပ်ကြပါဘူးတမန်လူတွေကလူအများစုရဲ့လက်ခံမှုတွေကိုလိုချင်ကြပေမဲ့ထက်မြက်တဲ့သူတွေကတော့သူတို့ရဲ့ရည်မှန်းချက် project နဲ့အတွေးခေါ်တွေထဲမှာပဲနစ်မွန်းနေတတ်ပါတယ်အပြစ်မှာတငယ်ချင်းတွေနဲ့ဟန်ဆောင်ရေမောနေရတာထက်အခန်းထဲမှာတယောက်တည်းကော်ဖီတောက်စာအုပ်ဖတ်နေရတာကသူတို့အတွက်ပိုပြီးပျော်စရာကောင်းပါတယ်နံပါတ်4ဒါဟာမဟာဗျူဟာမောက်ရွေးချယ်မှုဖြစ်ပါတယ်သူတို့ကအထီးကျန်နေတာမဟုတ်ပါဘူးယုံကြည်ရတဲ့တငယ်ချင်း1ယောက်2ယောက်ရှိတာကဟန်ဆောင်နေတဲ့တငယ်ချင်းယာနဲ့ချီရှိတာထက်ပိုကောင်းတယ်လို့ယူဆထားကြပါတယ်အဲ့ဒါဟာအရေးကြီးတဲ့အလုပ်တွေလုပ်ဖို့အတွက်သူတို့ရဲ့အုံနောက်စွမ်းအင်တွေကိုခြွေတာတဲ့နီလန်းတစ်ခုလည်းဖြစ်ပါတယ်ရှင်ကျမနောက်ဆုံးအနေနဲ့ဒီဟာတာလေးတစ်ခုပြောချင်တာကတော့တငယ်ချင်းမရှိတိုင်းလဲကို genius လို့မထင်လိုက်ပါနဲ့အောင်တခါတလေကြတော့လဲဘသူမှကိုအပေါင်းအသင်းမလုပ်ချင်လို့လဲဖြစ်နိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမရဲ့ဗီဒီယိုလေးတွေကိုဆက်ပြီးတော့ကြည့်ချင်တယ်ဆိုရင်เนาะအပေါင်းလေးနဲ့အသေးလေးပေး like and share လေးလုပ်ပြီးတော့ကူညီပေးသွားကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်